cycle ကိုလွတ်လွတ်လပ်လပ်စီးတယ်ဆိုတာဘယ်လိုအမျိုးတို့လက်လွတ်စီးတာလား cycle ပေါ်မတ်တရပြီးဂီတာလေးတီးတာလားမဟုတ်ဘူး cycle ကိုလွတ်လွတ်လပ်လပ်စီးကြည့်ရင်ဒီအချက်တွေလိုက်နိုင်ရင်လွတ်လပ်တယ်တင်း without ဘိန်းဖြစ်နေရင်လွတ်လပ်ပါမလား cycle က license ဘိန်းကွာလူ license မပါရင်လူ license လည်းပါတယ်တက်တန်းလည်းရှိတယ် cycle license လည်းပါတယ်တက်တန်းလည်းရှိတယ်အုတ်တုံမဆောင်ဘူးလွတ်လပ်ပါမလားအုတ်တုံလည်းစောင်းတယ် cycle license လူ license ပါတယ်လူတော့တင်စီမယ်မလွတ်လပ်ဘူးဟောနှစ်ယောက်တည်းတင်စီမယ်အုတ်တုံပါတယ်လူ license cycle license အပြည့်ဆုံးပါတယ်လမ်းပြောင်းမြန်မောင်းမယ်ကဲလမ်းပြောင်းမြန်မမောင်းဘူးက license ရောလူကပြည့်စုံတယ်ဖြူနီကြားမှာရက်မယ်အကြာကြီးဒါဆိုမလွတ်လပ်တော့ဘူးပြောချင်တာလွတ်လပ်တယ်ဆိုတာဒီအချက်တွေကိုလေးစားလိုက်နာတာပါပဲဒါတွေကိုလေးစားလိုက်နာတဲ့လူအဖွဲ့အစည်းရဲ့ freedom ဖြစ် happiness ဖြစ်လာမယ်တို့တွေအခု freedom ကိုတို့သိတောင်းဆိုတယ်မင်း freedom ဖြစ်ချင်ငါကလည်းပြန်မေးချင်တယ်မင်း right ကိုမင်းနားလဲရဲ့လားမင်းငါတို့နိုင်ငံရဲ့ ethic ကိုမင်းသဘောပေါက်ရဲ့လား discipline ပါမင်းဘယ်လိုသဘောထားလဲ law ကိုလေးစားလိုက်နာသလားဒီအချက်တွေကိုတို့တွေနားလဲမှာ freedom ဖြစ်မယ် freedom ဖြစ်မှာ God citizen ဖြစ်မယ်